ရှင်သာစွာသောမိုင်းနာကျောင်းသားများဒီနေ့ကျွန်တော်တို့အခြေအနေရမိဘများပွဲနေ့ရှင်ပါတာဖြစ်ပါတယ်မိဘများကိုစီဒီချိန်မှာတရိယာအောင်မေပြီးတော့လွမ်းရင်ဓမ္မမဟုတ်အယူတည်ပြုရင်သူတို့ရဲ့ဘဝကိုပြန်လဲပြီးတော့ခံယူတဲ့နေ့ဖြစ်ပါတယ်အကြောင်းကတော့ယူရှင်လေးနဲ့ဒီနေ့ကျွန်တော်တို့ရဲ့ဒီနေရာအရောက်သူတော်စင်ဘောင်ဝင်ခြင်းရဟန်းဖြစ်ကြောင်းသားဖြစ်ခြင်းအဲ့ဒါကိုစဉ်းစားလိုက်တာနဲ့ဒါဟာမိဘတီဇာခိုင်နှောင်းအပြင်ပြောရင်80 90 100အဒီနာမှာပါတယ်ဒါကြောင့်မလို့ဒီဖုံဒီရော sister ဒီရောတင်းတို့ရောဒီသူတော်စင်လမ်းကျောင်းကိုရောက်တဲ့အတိုင်းတာမှာနောက်ကျောင်းခံသူတွေဟာမိဘတွေဖြစ်တယ်ဒီနေ့မေတော်သခင်မရဲ့မိဘနှစ်ပါးပွဲကိုမိဘများပွဲလို့ကျင်းပတာဖြစ်တယ်အဲ့ဒီမှာလည်းပဲမေတော်ကဖျားသခင်ချိန်နှစ်သက်လောက်အောင်ဒါမှမဟုတ်သားတော်ကေတင်ရှင်လူလောကကိုဖွားမြင်ဖို့ရန်အရွေးချယ်ခံတဲ့နေရာမှာမေတော်မာရိယာဖြစ်တယ်သူမှမဟုတ်သူဖြစ်တယ်သူ့ကိုတွင်တင်ပေးတဲ့ Joy Game အာနာမိဘနှစ်ပါးတို့ကိုဒီနေ့ထောက်ရှုတယ်ထိုနည်းတူစွာပဲဒီနေ့မိမိတို့လည်းဖျားသခင်ရဲ့ခေါ်တော်မူခြင်းဝိုင်းတော်သူသားများဖြစ်လာတဲ့အခါမိဘတွေကြောင့်ဆိုတာဟာအများကြီးပါတယ်တစ်ဆက်တည်းမှာရွာကကောပကားဒီမိခင်ဒီလူငယ်ဒီဓမ္မဆရာဖုံသူတို့လည်းပါမှာတေချာတယ်သို့တော့နံပါတ်1ကမိဘများတာမန်အဖြစ်မိဘများဖြစ်ပါတယ်ဒီအကြောင်းဟာတကယ်ပဲကျမ်းစာတော်မှာလည်းပဲကြောက်စုလိုပဲအခိုင်အမာချထားပါတယ်မြစ်ဖြားခံပါတယ်ကျွန်တော်တို့မြေခန်းကြီး6ကိုဖတ်မယ်ဆိုလို့ရှိရင်ခန်းကြီး6အငယ်6နေဆိုပါတော့အဲ့လိုဖတ်မယ်ဆိုလို့ရှိရင်မိုးစေရဲ့အမှားစကားဖြစ်တယ်မိုးစေရဲ့အသွင်သင်လည်းပြောလို့ရတယ်ပညက်လည်းပြောလို့ရတယ်သူကဘုရားသခင်ကသူ့ရုပ်သိမ်းတော့မှာသူနောက်ဆုံးပိုင်းရောက်ပြီဆိုတာသိတယ်အဲ့ဒါကြောင့်အမွေစကားထားခဲ့တယ်အဲ့ဒီစကားကဒီလိုသွားတယ်အိုးဣသရေလနားထောင်လို့တဲ့အခုငါပြောတဲ့သွန်သင်ချက်တီအားလုံးမင်းတို့လမ်းလျှောက်တဲ့အခါထိုင်တဲ့အခါအိပ်တဲ့အခါစားတဲ့အခါအချိန်တိုင်းသားသမီးတွေကိုသင်ပေးပါတဲ့သွန်သင်ပါတဲ့အဲ့ဒါပါလေစီးပွားရေးအကြောင်းမဟုတ်ဘူးနိုင်ငံရေးလည်းမဟုတ်ဘူးဘာအကြောင်းလဲယုံကြည်ခြင်းဘသူ့လဲဖျားသခင်ကိုဘလို့ယုံကြည်ရမလဲသစ္စာနဲ့ခိုင်မာစွာယုံကြည်ခြင်းတည်တံ့ဖို့ရန်မိုးစေရဲ့စကားကအဲ့လိုသွားပါဘသူဒီကိုလဲမိဘတွေဘသူအတွက်လဲသားသမီးတွေအဲ့ဒီကနေဖြစ်လာတဲ့ဒီနေ့မြင်ကွင်းဟာဖန်ကန်သောယုံကြည်သူတို့ရဲ့ဖခင်မိခင်ဒီစိတ်ထဲမှာ automatic ရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကလေးမွေးလာပြီဆိုရင်ဆေးကြောခြင်းနည်းနည်းအရွယ်ရောက်လာရင်ခမီးတော်သားတော်သွန်သင်ပေးတာတို့မူချူပို့တာတို့ Sunday School ပို့တာတို့အဲ့ဒီကနေစစ်တိုက်ရဟန်းပေါင်းထိဒီလာတဲ့ထိအဲ့ဒီမှာသူတို့သာမရှိလျင်ဒီတိုင်းကြီးဖြစ်မယ်အဲ့ဒီတိုင်းကြီးဆိုရင်လူဟူသည်သူရဲ့ဇာတိပဂတိလွတ်လပ်ရာသူရဲ့စန္ဒာနောက်လိုက်တဲ့တဘာဝရှိတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ခေါ်တော်မူခြင်းအကြောင်းဒီပြောရင်တချို့ကနားမလည်နိုင်ဘူးဟောမိမမယူရဘူးအင်ထော်မရှိရဘူးဟာသွားပြီပြောနေကြားတော့မကြားရဲဘူးသို့တော့အဲ့ဒီလောကရဲ့အသွင်အသေးနဲ့ဆွဲဆောင်တဲ့ဒီဝန်းကျင်အင်မတန်ခက်ထန်တဲ့ဘဝန်းကျင်တစ်ခုမှာဒီခေတ်မှာပေါ့မိမိတို့ဟာဒီလမ်းကိုရွေးချယ်လာနိုင်ခြင်းနောက်ွယ်
အကြောင်းရင်းဟာမိဘနှစ်ပါးတို့အများကြီးပါနေတယ်ဆိုတဲ့အချက်ဒါကြောင့်မလို့ဒီနေ့ဆရာတော်တို့ဖုံတို့ကိုမိဘနေရာမှာထားပြီးတော့ဆရာမိဘဆိုသလိုကတော်တာတို့အယူသေးပြူတာတို့နှုတ်ဆက်တာတို့ဆူတောင်းပေးတာတို့ပြုတယ်ဆိုတဲ့အခါခုတကကြော်ညာတဲ့အတိုင်းတကယ်ဟာဒီနေ့မိမိတို့ထွက်လာတဲ့မိသားစုစီကိုဝိညာဉ်အားဖြင့်ဆူတောင်းခြင်းအားဖြင့်ပြန်လဲပြီးဆူတောင်းရတဲ့ကောင်းချီးပေးရတဲ့မိဘတို့ကိုယူတည်တဲ့အမှုတွေကိုပြုရတဲ့နေ့ဖြစ်ပါတယ်ယူတည်ထိုက်တဲ့မိဘများဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့ခရစ်ယာန်ဒီရဲ့မိသားစုမှာတကယ်ကိုလောကအတွက်ကောင်းကြီးစီစဉ်ပေးတဲ့ agent ဖြစ်ပါတယ်ဒီနေ့မိသားစုကဘာဟာလဲဖျားသခင်ပေးလာတဲ့တည်ထောင်ထားတဲ့မိသားစုဖြစ်တဲ့အတွက်ကြောင့်လည်းပဲလောကကခေကနဆုကဆိုတော့အကြီးအကျယ်တိုက်ခိုက်တဲ့နေရများလည်းဖြစ်ပါတယ်တချို့သောမိဘများကွဲကြတယ်တချို့သော single mother ဒီတန်းစီလိုက်အများကြီးဒီနေ့မိမဲဖမဲလမ်းပေါ်ရောက်တဲ့ကလေးတွေလည်းအများကြီးအဲ့ဒါထားလိုက်အောင်အမေကခွင့်မပြုလိုက်လို့လောကထဲလူအဖြစ်မဖွဲလာသူတွေလည်းအများကြီးအဲ့ဒီဆူတောင်းကနေဒီနေ့မိမိတို့ဟာလူဖြစ်လာတယ်ချင်းတောင်လေပါမှာတော့ထားလိုက်အများကြီးကောင်းပါသေးတယ်ဟိုးသူတို့ကဘာရီမှာဒီလိုမွေးဖွားခြင်းခံလိုက်တဲ့ကလေးတွေသားသမီးတွေဟာဒီနေ့လိုဟာမျိုးမှာမွေးဖွားခွင့်ပေးတဲ့အတွက်ယေရှုတင်လိုက်တာဆိုတဲ့နေ့ဖြစ်ပါတယ်အများကြီးသောလူသားဖြစ်လာမဲ့လူတွေဟာတစ်နှစ်မှာတန်း80လောက်နဲ့မလာတော့ဘူးဒီလောကရဲ့အစဉ်လာတစ်ခုကြောင့်တစ်နှစ်မှာလူ3သိန်းနဲ့4သိန်းကြားကလေးတွေဟာအခွင့်မရှိမွေးဖွားခြင်းမရဘူးအဲ့လိုမျိုးခေတ်ကြီးဖြစ်ပါတယ်ပြောချင်တာကဒီနေ့မိဘများကန္တာအင်မတန်မှအရေးကြီးတယ်ယေရှုတင်ထိုက်တယ်တစ်စက်တည်းမှာမိဘဒီကိုဒီနေ့ကြည့်လိုက်ကိုမိဘကိုစီကြည့်လိုက်ကလေးတို့အတွက်မိတို့အတွက်ပေးဆက်ခြင်းဒီနေ့မိဘတွေကိုဘာလို့ယူသေးလဲလို့မေးလို့ရှင်ချမ်းသာကယူသေးလို့ပြောတဲ့အတွက်ဒါကတော့တခုသို့တော်ချမ်းသာကပြောပေမဲ့တချို့ယူသေးစရာမကောင်းတဲ့နေရာတွေအများကြီးရှိတယ်ယူလည်းမယူသေးကြတော့ဘူးတချို့အပြက်သတင်းစာမှာလည်းကြီးညာလိုက်သေးတယ်ပြက်သို့တော်ပုံမှန်မိဘတွေခုနကမိဘဝိတ်ကိုတကယ်ကျင့်လာတဲ့မိဘတွေကိုစဉ်းစားကြည့်လိုက်ဒီနေ့ဘာလို့ယူသေးရတယ်လဲဆိုတာတကယ်ယူသေးထိုက်တယ်အဲ့ယူသေးထိုက်တဲ့အပေါ်မှာဘာလေးကအကောင်းဆုံးလဲပေးဆက်တာအနစ်နာခံတာဆွန့်လွတ်တာအကြီးသောမေတ္တာနဲ့စေတနာနဲ့ကရုဏာနဲ့ဒါလေးဒီတွေ့ဆိုရင်ကုန်ပေးပဲရှင်းပြောရင်ကလေးဒီကြောင်းမထားပဲနဲ့မိဘဒီကြီးတိုင်းစားမယ်တောင်းမယ်ဆိုလို့ရှိရင်အေးဆေးဟင်းဝေးနိုင်တယ်အဝိဇ္ဇာလဲနိုင်တယ်အခုကျွန်တော်တို့ရဲ့တောဒီမှာမြင်ကွင်းကအများကြီးပဲအခုတော့နည်းနည်းသက်သာလာတယ်ဆိုတော့ဟိုတုန်းကတောင်ရသွားတဲ့အဖေကြီးအမေအိုကြီးကြီးလိုက်မယ်ဆိုလို့ရှိရင်ရွာထဲမှာရောပါတနေရာပြေးတယ်ဖားတယ်တနေရာပြန်ပြေးတယ်ဖားတယ်ဖာရင်နဲ့ original အစထက်ဖာတဲ့အစတွေနဲ့အလံပေါင်းဆောင်ဥစားချုပ်တယ်လို့ပဲသူတို့အဲ့ဒီအဝိစားလေးတွေဟာတောတွေမှာအများကြီးပဲယူသားမှုအပြည့်ထင်ရှားခြင်းအပြည့်သို့တော့အဲ့နောက်ွယ်မှာဘသူကြောင့်ဘလို့ဖြစ်သွားလဲဒါဟာဆိုတဲ့အခါသာသမီတို့အတွက်အဲ့ဒါတို့မြင်နိုင်တဲ့အပြင်ပအတွင်းစိတ်မှာရောအများကြီးဘာရှိအောင်မလဲဆိုတာအများကြီးရှိမယ်အဲ့ဒီဟာကိုဒီနေ့ယူသေးထိုက်တာဘာမှလည်းမပေးဘူးဆုံးလည်းမဆုံးပါဘူးexample ပုံတစ်တီကောင်းအောင်လေးနေမပြဘူးဆိုခဲ့လို့ရှင်ယူသေးလေးမရှိဘူး
ဒါကြောင့်ဒီနေ့မိဘနှစ်ပါးကိုယူတည်လို့ဘုရားသခင်ပြောတဲ့အခါအခုတကတာဝန်နဲ့ပူးတွဲလာတယ်ဣသရေလနာထောင်လို့သားသမီးတွေကိုအချိန်တိုင်းနိုင်တိုင်းတွားရင်လာရင်အိမ်ရင်စားရင်တောင်းရင်ဒီအကြောင်းကိုတပြောနေပါတဲ့အခုကျတော့အဲ့ဒီအကြောင်းမိဘတွေကဘယ်လောက်ပြောလဲမသိဘူးကျမ်းစာရဆိုရင်ဟိုဟာဒီဟာတဲ့အဲ့ဒီအကြောင်းပဲပြောနေပါဆိုတဲ့ဟာမျိုးလေးအေးထားလိုက်ပါတော့ဆိုတော့အဲ့ဒီကနေဒီကျင့်စဉ်လေးတွေဟာသားသမီးတို့ဖရာတရားလေးနဲ့ဖြစ်သွားတယ်ပေါ့အဲ့ဒီဖြစ်သွားတဲ့အခါမှာမိဘတီကိုယူတည်ရမယ်နော်တို့သားသမီးတို့ကလေးတို့ကိုလည်းတစ်ဆက်အမှားစကားပြုလုပ်ခြင်းဖြစ်ပါတယ်ကိုလောဆဲကျမ်းစာအခန်းကြီး3ကိုဖတ်မယ်ဆိုလို့ရှိရင်စစ်သားသမီးတို့အရာရာ၌တင်တို့ဤပြီးမှမြတ်ဤစကားကိုနားထောင်ကြလော့ကြောင့်မူကားဤတို့ပြုလုပ်ခြင်းသည်ဖျားသခင်တည်တတ်တော်မူ၏အဲ့ဒါသားသမီးတွေကိုပြောပြတာအမေအဖေတို့လည်းပဲမလွတ်ဘူးခုနကလိုပဲဖခင်များတို့တင်တို့ဤသားသမီးများကိုစိတ်မသားမယာမဖြစ်စေချနှင့်ယူသေးစရာကောင်းအောင်ဖျားသခင်ကလည်းမိဘတွေကိုလည်းကလေးတွေကိုစိတ်မငြိစေနဲ့လို့သူတို့ဤတို့ပြုလင်သူတို့သည်စိတ်ပြက်အားငယ်ကြလိမ့်မည်အဲ့လိုနဲ့နှစ်ဦးတစ်ဖက်ကိုသူကသွန်သင်တဲ့ဒီနေ့သားသမီးတို့အနေနဲ့မိဘတွေကတော့တာဝန်ကျေတဲ့အပိုင်းကများတယ်သို့တော့ဒီခေတ်ကြီးကိုကြည့်မယ်ဆိုလို့ရှိရင်သားသမီးတွေဖက်ကမိဘတွေကိုဘာပြန်လုပ်ပေးနိုင်တယ်လဲဆိုတော့အတိုင်းအတာမှာဆိုလို့ရှိရင်အများကြီးသိပ်ပုံမလာဘူးတချို့ရှိမှာပါကောင်းမှာပါတော်တော်များများကမလုပ်နိုင်တော့ခေတ်ရဲ့စိတ်စကားကြီးလာမှုကလည်းပါတယ်ဒါကြောင့်မိဘရင်ခွင်မှာမိသားစုမှာနေလာပြီးတော့အင်ခွဲလိုက်တာနဲ့ကလေးဒီနဲ့မိသားစုကိုပြုစုရင်းနဲ့အနောက်မလှည့်နိုင်တော့ဘူးအနောက်မှာမိဘတွေဆက်ကြည့်ဖို့မလွယ်တဲ့ခေတ်ရောက်သွားပါတယ်အနောက်ကဘာဒီမှာဆိုလို့ရှိရင်လူအိုယုံမှာပင်စင်လေးနဲ့နေကြပါတယ်အဲ့ဒီမှာအသက်ကကြီးတွန်းလှဲလေးနဲ့ဇီခေတ္တမှာဖွင့်သူဟာသူစားနေရောညရောတနေ့လားနှစ်နေ့လားအဲ့လိုပဲဆက်သွားပြီးတော့ဘဝကြီးဟာတေးချင်းစောနံလာတဲ့ဟာမျိုးပေါ့အဲ့ကြတော့တချို့နိုင်ငံဒီမှာဘေနေ funeral mass ချူတင်ပြီးတော့အဲ့ဒါတွေ mercy killing ယူသနာစီယာအဲ့ဒီချင်းစင်တွေတချို့နိုင်ငံဒီသူချင်းသုံးလာတယ်မိသားစုရဲ့ဖျားသခင်ပြုလုပ်တဲ့လက်ရအတိုင်းမဟုတ်တော့ဘဲနဲ့ကဘာကြီးကထွင်လိုက်တဲ့ဒီဇိုင်းတစ်ခုမှဒါတွေဝင်လာပါတယ်သားသမီးတွေသူ့အလုံးနဲ့သူအချိန်မရှိဘူးအဖေမေတို့ကိုတစ်ချက်လောက်တွဲကြည့်ဖို့တော့အချိန်မပေးနိုင်တော့တဲ့ဟာဒီအများကြီးအဲ့ဒီကြားထဲမှာဒီနေ့မိမိတို့ရဲ့နေရာလေးမှာအများကြီးကောင်းနေသေးတယ်ဒါကြောင့်နှွေးထွေးတဲ့ကဘာဖြစ်တယ်မိသားစုဖြစ်တယ်အဲ့ဒီကနေဒီနေ့အသိတော်ရဲ့မိသားစုထဲမှာယဟန်ဘုရားကိုပြင်ဆင်နေတဲ့အခါဒီနေ့ရဲ့အထက်ကြတဲ့ကျမ်းစာဒီတလောရဲ့ကျမ်းစာကဂျေရမိုင်ယာဖြစ်တယ်ဂျေရမိုင်ယာပရောဖက်ဟာကျွန်တော်တို့တမန်တော်များယဟန်တန်ခါတိလတေများအတွက်သူ့ရဲ့ခေါ်တော်မူခြင်းဟာတကယ်လက်တွေ့ဆန်တယ်။ဘာဖြစ်လို့လဲ။သူကတစ်ပေါင်း40မီရှင်ထဲမှာဖျားဖက်က spokesperson ဖြစ်တယ်။ prophet ဖြစ်တယ်။သို့တော့သူတွေ့ကြုံလေသူများဒီခါရီအချင်းဒီကြမ်းတမ်းတဲ့ခရီးဖြစ်တယ်။အတိုင်းဝဲလည်းပေတယ်။ကျမ်းစာတနေရာလေးမှာဘယ်လိုပြောလဲဆိုလို့ရှိရင်သူကိုတဲ့ဒါမပြောနဲ့တော့တဲ့သူကပြောတာပါလေဖယားကဒါမကြိုက်ဘူးပြောင်းလဲရမယ်ဒီလိုလုပ်ရင်ပြင်းထန်တန်ရမယ်စစ်သုံးပန်းဖြစ်သွားမယ်ဆိုတာလေနောင်တရကြပါဆိုတာအနှစ်40ပြောတာဘယ်သူမှမယုံဘူးအဲ့ဒီမှာအတိုင်းဝိုင်းလဲပယ်တယ် you stop if you go on preaching like this we kill you မြေရောငါတတ်မယ်ဆက်မပြောနဲ့တော့အဲ့ဒါအတိုင်းဝိုင်းညီကူမောင်နှမတရားလည်းပဲမထူးဘူးပယ်ကြတယ်ယဟန်အတိုင်းဝိုင်းကလည်းပယ်ကြတယ်သူရဲ့မီရှင်အစားမှာဆိုရင်သူကတူကြောင်ရင်းနဲ့ကဲသွားစမ်း
မြို့ငါဆေထွက်တယ်ဂျူဒာပြည်ကိုသွားဆန်းအဲဒီမှာဒါဝန်ရှိယဟန်ကချက်ချင်းဆွဲလိုက်တယ်မင်းဒီနေရာမှာပတ်စံလာမရှာနဲ့သွားတောင်ပိုင်းမှာသွားအဲ့မှာသွားဟောအဲ့လိုနဲ့ဝင်းစာရှာဒီမှာလာမလုံနဲ့ပြင်းရှင်ပြင်းကိုလည်းတိုင်တယ်ရှင်ပြင်းအဖမ်းခံမဲ့တဲ့ဒီလူမျိုးဒီအားလုံးစစ်ချီဆောင်ချင်းခံရမဲ့တဲ့အဲ့ဒါကိုဟောတယ်ဆိုပြီးရှင်ပြင်းကိုလည်းတိုင်ကြတယ်အဲ့ဒီချိန်မှာဂျေရမီယာကအဖြေလေးရပါလေကျွန်တော်ကပရောဖက်လည်းမဟုတ်ယဟန်လည်းမဟုတ်သူကြောင့်သားသူကြောင့်နေတဲ့အချိန်မှာခေါ်ပြီးတော့ဖျားသခင်ကခိုင်းလို့သာလာတယ်ဆိုတဲ့ချက်ကလေးနောက်မှလည်းဒီလူဟာမျိုးစက်တိုက်ဒီပေါင်း40မှာအဖြေမထွက်ဘူးသူဟောတာလည်းပြောင်းလဲခြင်းမရှိကြဘူးအဲ့ဒီဟာကိုဖြတ်ပြောချင်တယ်ဒီနေ့ကျွန်တော်တို့ကဘာမှာကုံအတရီကိုနှောက်စားတဲ့ခေ popularity နှောက်စားတဲ့ခေချမ်းသာခြင်းနဲ့ဘယ်လိုပြောရမလဲခေကအဲ့ဒီဟာကိုမောချီတဲ့ခေကြီးမှာယဟန်ဖြစ်ရမှာဆိုတော့လူတွေရဲ့ acknowledgement နဲ့အောင်မြင်တယ်လို့ဆိုလာမဲ့တိုင်ဝမ်ဒီရဲ့ပုံစံကသူရှိပြီးသားသို့တော့ဂျေရမိုင်ယာပုံစံနဲ့ဆိုရင်ရှုံးတယ်လူရှိမှာပေါ့ဖြစ်ပေါင်း40ခါနာကျိုးမနှပ်ဘူးချိန်ကုန်ကျိုးမနှပ်ဘူးသို့တော့ဘုရားသခင်ရှိမှာသူကအောင်မြင်သူဖြစ်တယ်လူတို့ရှိမှာတော့အရေးနှိမ့်ခဲ့တယ်မိသားစုအရေးမှာလည်းဒုက္ခရောက်မိမကလည်းခုနလိုမိသားစုကိစ္စသူ့ရဲ့ကိုယ်ပိုင်အခက်အခဲအားလုံး missionary တယောက်ရဲ့ခါတီနဲ့အဆုံးထိရှောက်လှမ်းခြင်းကိုဂျေရမီ prophet ဘဝမှာတွေ့ရတယ်။ဒါကြောင့်မလို့မိမိတို့ရဲ့ယုံကြည်ခြင်းတိုင်းတာမှာပေါလုကတိမောသေပြောလိုက်တဲ့အသွင်သင်လေးကတော့တကယ်ယူဆရာကောင်းတယ်လို့ပြောရမှာဖြစ်ပါတယ်။တိမောသေကိုဘယ်လိုသွင်သင်လဲဆိုလို့ရှိရင်တန်ဖိုးတို့အနေနဲ့ယေရှုဤကောင်းသောစစ်သူရဲ့ဖြစ်ဖို့မှာထားတယ်။သင်ဒီခရစ်တော်တခင်၌တည်ရှိသောခြေဆုတော်အားဖြင့်ခွန်အားဖြစ်တင်ပါလောတဲ့။ပြီးရင်များစွာသောတသက်တို့ရှိတွင်ငါထံမှသင်ကြားခဲ့ရသည့်အရာကိုတဲ့အခြားသူတို့အားသင်ကြားပေးနိုင်မည်ယုံကြည်စိတ်ချသူတို့အားပေးအပ်ပါလောတဲ့နောက်တစ်ခါခရစ်တော်ယေရှု၏ကောင်းသောစစ်သည်ရဲ့တူအဖြစ်ဆင်းရဲဒုက္ခကိုမျှဝေခံထမ်းပါလောတဲ့ဒီနေ့တို့သိမကြိုက်တဲ့ဟာပေါ့ဒါပေမဲ့ကားတိုင်းပေါ်ကားတိုင်းလက်ထမ်းအရိုက်လက်ခံကားတိုင်းပေါ်အသက်ခံသူရဲ့အမှုတော်ဆောင်ခြင်းကလည်းတနည်းမဟုတ်တနည်းဒီနေ့ပေါလုကတိမောသေကိုရှိမယ်နော်ခံနိုင်ရမယ်နော်စစ်တရေတူအဖြစ်ဆင်းရဲဒုက္ခကိုခံထမ်းပါလောတဲ့တခြားနေရာမှာဆိုရင်ငါထောင်ကြတဲ့ချိန်မင်းသိတယ်ငါခံထမ်းသမျှမင်းသိတယ်အဲ့ဒါပါလေချိန်တန်တို့ကြောက်ခဲတန်တို့ထောင်တန်တို့အဲ့ဒါဒီကိုမင်းသိတယ်နော်တဲ့publicly ဟောပြောတဲ့ချိန်လဲမင်းနားထောင်ပြီးကြားတယ်နော်တဲ့ငါရဲ့ပုံစံကိုမိတူကူပါတဲ့ copy from me တဲ့ဒီမှာကျတော့စစ်သားကောင်းတယောက်လို့ဒန်ခံနိုင်ပါတဲ့ဆိုဂျေရမိုင်ယာဘဝတို့ဒီနေ့စစ်မှန်သောခရစ်တော်ရဲ့တမန်တော်တို့ရဲ့ယက်တီချက်တစီတစောင်းဒါကြောင့်မလို့ဒီနေ့ဒီမိုင်နာချောင်းသားလေးတွေဟာဒီနေ့ရဲ့ကျမ်းစာနဲ့ပြောမယ်ဆိုလို့ရှိရင်မုံငင်းစီပြောတာဟုတ်ယုံကြည်ခြင်းဟာမုံငင်းစီနဲ့ခိုင်နိုင်ထားတယ်တေးသေးလေးလို့ပြောချင်တာဖြစ်ပါတယ်ဒါပေမဲ့ကြီးလာတယ်တဲ့ကောင်းကင်ငှဲတို့အတိုက်ဆောက်တယ်တဲ့ဒီနာလေးကတကယ်ကိုလူတူရှင်းဆိုရမယ်အတိတ်ပဲကတော့ဒီနေ့အသက်အရွယ်နဲ့လာသည်မျှသူတော်စင်တွေကသိပြီးသားဖြစ်တယ်ဒီနေ့တင်တော့ဆိုလို့ရှိရင်မုံငင်းစီနဲ့ပြောရတယ်မိုင်နာကိုတကယ်ဆိုရင်ဟို Sunday School မှာလည်းပြောလို့ရပါတယ်ဒီလမ်းကြောင်းမှာတော့မိုင်နာရောက်ချင်းဒီမုံငင်းစီကနေစတယ်ဆိုပါတော့
အဲ့ဒီမုံငင်းစီကအဲ့ဒီတိုင်းပဲမနေဘူးကြီးလာမယ်လို့ဘုရားရှင်ကဂတိပေးတယ်ကြီးလာတဲ့အခါကောင်းကင်ငှဲ့တို့နာခိုရာအတိုက်ဆောက်ရာအဲ့နာလေးကတကယ်ဘာလို့လဲလူသားတို့အကျိုးပြုတဲ့ဘဝကိုပြောတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့တတိလေးနဲ့စားတဲ့အခါစိတ်ရှည်ရမယ်တချို့ကစိတ်မရှိဘူးမရှိတဲ့အတွက်ဒီမုံကြီးစီကာလာလေးကိုကြော်မဖြတ်သွားနိုင်ဘူးအဲ့ကြတော့ထားလိုက်ပါတော့အိမ်ပြန်ရောဟိုးအချိန်ကြရင်ဖုံဖြစ်တဲ့လူနဲ့သူကဟိုးတောင်ရလေဘာလေးနဲ့ပြန်တွေ့သွားကြတဲ့အခန်းလေးတွေကိုကျွန်တော်တို့ခဏကြုံဝင်ရတာပေါ့သူတို့ရဲ့ထားခဲ့တဲ့အကြောင်းရင်းလေးကိုလည်းတို့ကသိတယ်ဘလူနဲ့အဖေရောက်သွားခြင်းတို့တဆူလိုက်ဒီဖက်ရောက်လာခြင်းဒီနဲ့ရှင်းကြီးတဲ့အခါမုံရင်းစီကာလာလေးဒီမှာစိတ်တူကြတယ်အတင်းဖြင်းပြောကြတယ်အဲ့ဒီဟာဖြစ်တာနဲ့တဆာနဲ့ဒီတကယ်ခရစ်တော်ရဲ့ကောင်းကင်မြေကြီးဆန့်ခြင်းခေါ်တော်မူခြင်းခြေဆေးခြင်းကားတိုင်ထမ်းပြီးရှောက်ရမယ်ဆိုခြင်းအဲ့ဒီဟာမှာအလုံးမဖြစ်တဲ့တိုင်းတာကိုရောက်သွားတာဖြစ်ပါတယ်။ဒါကြောင့် seminary ဆိုတာဟာအခြေခံပါရမီများသင်ယူနေတဲ့ကာလမုံငင်းစီကာလဖြစ်ပါတယ်။အဲ့ဒီမုံငင်းစီလေးကိုမုံငင်းစီအဖြစ်နဲ့ပဲပြီးမသွားဘူးဆိုတဲ့ချက်ဖျားရှင်ကလည်းချက်ချင်းကြီးအကိုင်းခဲနဲ့ပေးလိုက်ရင်ကောင်းသားပဲဒါပေမဲ့သူစနစ်မဟုတ်ဘူးသူဟာမဟုတ်ဘူးစစ်မှန်ဖို့ရန်ဖျားရှင်ကမုံငင်းစီနဲ့လမ်းစပေးတယ်လမ်းခင်းပေးတယ်ဒါကြောင့်ဒီနေ့ငေတော်လဲဆိုတာတန်ပေါ်လူရဲ့ဒီမောတဲ့အပေါ်မှာသုံးပြတဲ့စကားဖြစ်ပြန်တယ်မင်းဒီငေတော်လဲပတ်ဝန်းကျင်အတိုင်းဝိုင်းရဲ့အထင်မြင်သေးခြင်းမခံစင်နဲ့နော်လူကြီးလူနေပါတဲ့ example ပုံဥပမာကောင်းအောင်နေပါထိုင်ပါပြောပါတဲ့သူအစေခံပြုတဲ့အမှုတော်ဆောင်တဲ့ Ephesus မှာEphesus ဆိုတာမြို့တော်ကြီးတကယ်ကိုလူကြီးသူကြီးတွေနဲ့နေတဲ့ကဘာအဲ့ဒီမှာသူစေထွက်လိုက်တဲ့တိမောသေလေးဟာငယ်လွန်းတယ်ငယ်ပေမဲ့ဆိုပြီးမှပေါလုကသတိပေးတယ်အမျိုးမျိုးအားပေးတယ်ငယ်တော်လဲမင်းအကြောင်းငါသိတယ်အဖွားနဲ့အမေနဲ့သွန်သင်ဆုံးမတဲ့တရားအောက်မှာကြီးပင်လာသူတဲ့ကဲအဲ့မှာလည်းမိသားစုသိလားပေါလုစိတ်ချလာတော့ထိစိတ်ချရလောက်တဲ့အထိအဖွားနဲ့အမေကပြုစုတယ်တဲ့အဲ့ဒါကိုသူဘောလူကတပည့်လေးကိုအမှတ်ရအောင်ပြန်ပြီးတော့ပြောပြတယ်ဒီမောတေနဲ့ဆိုရင်ဘာကြီးညာကြီးမျောကောင်းမျောမယ်စာကြီးဘောလူကိုလည်းမျောပြီးသားထားလိုက်ဘောလူကနေပြောတဲ့ခါကျတော့မင်းဆရာသမားကိုမင်းတီးတဲ့သူ့ကိုလည်းညွှန်းတာလည်းဖြစ်တယ်တစ်ဆက်တည်းမှာအဖွားနဲ့အမေဖက်ကိုလှည့်ပြီးမှတတိပေးတယ်ရေစင်တောင်ကြီးကလေးငယ်ဘွားနေအမေအဖွားတို့အသွင်သင်ကနေကြီးပင်းလာသူတဲ့ဒါကြောင့်ဒီနေ့မိသားစုမှာရယူလိုက်တဲ့ music လေးဟာမုံငင်းစီဆိုပေမဲ့ဟိုးအထိခီးပေါက်တယ်တင်ချမှုတွေအဆက်ဆက်ကြော်ဖြတ်အပြီးမှလက်တွေ့ feel ရောက်တဲ့အခါအဖေတို့အမေတို့စတိုင်နဲ့ပြန်သွားတတ်တယ်ပြောက်မသွားဘူးပြောချင်တာတုတ်တန်ချံအခန်းကြီး20နှစ်တင်တယ်အဲ့ဒီချမ်းမှာဗာပြောလဲဆိုလို့ရှိရင်ငယ်အရွယ်မှာတွင်တင်ပေးပါတဲ့မိဘတို့သားသမီးတွေကိုအဲ့ဒီတွင်တင်တဲ့အရာဒီဘယ်တော့မှမပြောက်တော့ဘူးတဲ့ဒီတလောလေးမှာဟို World Cup အပြီးမှလေအခုလိုက်လာတာကမိုးစာ YouTube မှာပေါ့နော် family အကြောင်းတစ်ခုဖြစ်ပါတယ်ကျွန်တော်သားဆဲဝင်စားတယ်အဲ့ဒါလေအဲ့ဒီ family လေးက music နဲ့ကဘာကိုထုတ်ဖောက်တယ်သူတို့ရဲ့ band က family band တဲ့နာမည်ကတော့ Mission Soul တဲ့ Mission Soul 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 အမေကပြင်တိုင်းဆိုတော့သမီးလေးကဒုတိယဆိုသူတို့နှစ်ယောက်ဆိုတယ်အဖေက bass တီးတယ်သမီးကြီးက organ တီးလိုက် bass တီးလိုက်နောက်ဥစားလေး15နှစ်သမီးလေးကလည်း lead ကောင်းဂီတာကိုဆွဲနိုင်တယ်အငယ်ဆုံး7နှစ်သားလေးကအစာရခေါ်တဲ့သူနာမည်လေး drum ကိုကောင်းလေးပိုင်ကျွမ်းတီးနိုင်တယ်
သူတို့ရဲ့ထွင်းချက်ဟာတပန်းတပန်းမှဒီနေ့ကဘာမှာ reaction မနေဘူးအခုညတုံးကလာအမေရိက organizer တချို့ကခေါ်ပြီးတော့ show ဖိတ်ခေါ်တာဖြစ်ပါတယ်အဲ့လိုမိသားစုထောက်ဆွေးနေပေါ်လာတဲ့ဒီမိသားစုကကျွန်တော်သားဆေးဝင်စားတယ်ချစ်စာလည်းကောင်းတယ်ဘာလို့တလောက်တော်တယ်လဲဆိုတဲ့အချက်ကိုကြည့်တဲ့အခါ comment မှာမိဘနှစ်ပါးကိုလုံးဝချီးမွမ်းကြတယ်ဒီနေ့ဖယိုဖယဲသားသမီးတွေနားမထောင်တဲ့ခေတ်မှာဒီကလေးတွေကိုတကယ်ဝါရင်အသက်30 40ဒီခတ်သူတွေလောက်ကျွမ်းကျင်အောင်ဘယ်လိုပေးနိုင်စွမ်းလဲဆိုတဲ့မိခွန်းတွေအယူသေးတွေပေးကြတယ်နောက်ခုနကအမေရိကနေခေါ်တဲ့အဆင့်တစ်ပတ်နှစ်ပတ်မှာပဲဒါဖြစ်သွားတယ်ဆိုတော့ဒါမိသားစုကတန်စင်ကောင်းနောက်ကြီးတဲ့ခါကျတော့ဒီလူတွေကဘေးဘာသာများဖြစ်မလဲဆိုတဲ့ခါကျတော့ scapula တိတိလေးကိုစီလွယ်ကြတယ်ကြီးတဲ့ခါကျတော့အဲ့ဒီဘိုင်းမှာစီလွယ်လို့ပြန်ကြည့်လိုက်တော့ဟိုနိုင်ကြတိတိလေးမှာသူတို့ရဲ့အခန်းလေးမှာဒီဘိုင်းမှာစီပုံလေးတွေရှိတယ်မတိမတာ we are Catholic မိသားစုဆိုရဲပုံစံလေးကလည်းပဲပိုးပြီးတော့စိတ်ဝင်စားစေတယ်ဆိုတော့ဒါမိဘတွေမိသားစုကနေထွက်လာတဲ့ကဘာကိုတုံလှုပ်စေတဲ့တန်စင်လိုင်းဖြစ်ပါတယ်ဒီနေ့လောကရဲ့စင်ခေါ်မှုကြောင့်မိသားစုအများကြီးဟာရုန်းကန်နေရပါတယ်သို့တော့ကိုနီကူဟာနဲ့မျိုးကြီးရလို့မဟုတ်ဘူးတန်စင်ကောင်းလေးများဂျိုကင်အာနာပွဲပိုင်ရှင်မိသားစုပွဲမိဘနှစ်ပါးရဲ့ကြီးညိုပြုတဲ့ဒီအသင်းတော်မှာမိသားစုများကျမ်းမာပါစေပေါ့ကဘာအတွက်တရင်ကောင်းဖြစ်ပါစေပေါ့ဒီနေ့အနံ့ကြပါစို့